စိတ်မိတ်ကအတင်းတော်ရဲ့မိသားစုမိသားရခရစ်စမတ်ပွဲတော်ဖြစ်ပါတယ်ဟိုမှာပျော်ပျော်ရွှင်ရွှင်နဲ့ပျော်နေကြပါတယ်ဟိုမှာသူတို့အချင်းချင်းလဲအာရပါရနဲ့ပျော်နေကြတာကျမတို့မှဝင်ပါချင်တယ်လို့ဖြစ်နေပြီရှင်ဟိုမှာဟိုဆီယမတယောက်ကလည်းဆရာကိုတွန်းထလိုက်တာလေအခုငင်းနေပြီအခုကတော့သူတို့အမူအရာတွေနဲ့သူတို့ကအထိတ်တဲဖွင့်ဆိုနေတာဖြစ်ပါတယ်အလုံးစိတ်ဝင်စားနဲ့နားထောင်နေကြပါတယ်ဟာဒီတယောက်ကပြည်မှန်တော့ပြီအနီးတရားခတ်ခုန်နေပါလေဒီမှာအမူအရာနဲ့ပြောနေတာသူကတော့မသိကြတော့အဖြေမရပါဘူးဒီအသေးလည်းအဖြေမှန်ရသွားပါပြီအဖြူတင်းဖြစ်ပါတယ်အခုကတော့အမီထိုးနေတာပြိုင်ပွဲလုပ်နေတာဖြစ်ပါတယ်10ယောက်တိတိပြိုင်တာဖြစ်ပါတယ်ကြည့်လိုက်ပါဦးအာရပါရနဲ့ဆိုဒီအသေးအစိမ့်တရားနိုင်တော့ပြီဖြစ်ပါတယ်ပျော်ရှင်နဲ့အခုကတော့ဘောလုံးပွဲဖြစ်ပါတယ်ဘောလုံးကန်နေကြပါတယ်တကယ်ကန်ရမှထင်တယ်ဘယ်ဟုတ်မလဲလှည့်ပြီးတော့လောက်ခိုင်းတော့ဘယ်လုံးရတော့မလဲသူတို့ကလည်းတော်တော်ညံသွားတယ်နော်ခေါင်းဆောင်တွေကဒီခါတော့မဝင်တော့ပါဘူးရှင်ကျမတို့အနီးသိန်းကတော့မဝင်ပါဘူးဒီမှာဒါအနီးသိန်းဖြစ်ပါတယ်ကနေရှေ့ဆိုအနီးလေးကဘလောက်လှလဲကနေတာဒီသိန်းကတော့အစိမ့်သိန်းဖြစ်ပါတယ်ဆရာကြီးကတော့ပေါ့ပါလိုက်တာကကအလှဆုံးပဲဒါကတော့ကိတ်မိတ်မွေးဖောက်တာဖြစ်ပါတယ်ကိတ်မိတ်မွေးကအကြီးကြီးမှတ်နေပစ္စည်းရောင်လေးဖြစ်နေပါတယ်ဒါကတော့စုပြေဝဲအစီအစဉ်ဖြစ်ပါတယ်ရှင်ပထမရတဲ့အပွဲအနီးသိန်းဖြစ်ပါတယ်ထင်ဆုံးလှလိုက်တာသူကစုကိုမယူနိုင်မဲနဲ့ကနေလိုက်တာနောက်ဆုံးတော့စုကိုအတင်းပေးလိုက်ရပါတယ်ရှင်မကနေပလက်လှလဲအဲ့ဒါအနီးသိန်းဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ဒါကတော့ပြောပပနဲ့အကင်းနေဟောပေါ်လေးစားနေကြတာဖြစ်ပါတယ်မအပြင်လည်းရောင်းလို့မလောက်ပါဘူးရှင်ကျမတို့တော့မဝယ်လိုက်ရပါဘူးဒီမှာတလပပနဲ့အညီရောင်းလေးဖြစ်ပါတယ်ရှင်